မင်းလဲတစ်ခါတည်းရန်လက်လျော့ချင်ဘူးလားစူးစမ်းနေတာကြာပေမဲ့ရလက်မမြင်ရင်စိတ်ပင်ပန်းလာတတ်တယ်လူတချို့ကအောင်မြင်တယ်လို့ထင်ရပြီးကိုကတော့တနေရာထဲမှာရက်နေတယ်လို့ခံစားရတတ်တယ်ဒါမဲ့မင်းသိလားမြစ်တစင်းကပင်လယ်ရောက်ဖို့တနေ့တည်းနဲ့မရောက်ဘူးကြောက်တုံးတွေကြုံမယ်လမ်းကွေတွေကြုံမယ်ဒါပေမဲ့မရက်ဘူးဘဝလည်းအတူတူပဲကြာရှုံးမှုဆိုတာအဆုံးမဟုတ်ဘူးအောင်မြင်မှုစီသွားတဲ့လေ့ကျင့်ခန်းတစ်ခုပဲတခါကြာရှုံးတိုင်းမင်းပို့ခိုင်မာလာတယ်တခါနာကျင်တိုင်းမင်းပို့တန်မာလာတယ်လူတွေမမြင်တဲ့နေရာမှာမင်းစူးစမ်းနေတာကိုအချိန်ကမြင်နေတယ်ယုံကြည်ချက်မပြတ်တဲ့၍မင်းရှုံးမယ်ဆိုတာမရှိဘူးရက်သွားမှသာရှုံးတာ line နဲ့ follow လုပ်သွားပြီလမ်းရှည်လဲခြေလမ်းမရက်ဘူးနှလုံးသားထဲမှာအိမ်မက်မီးတောက်ရှိလို့ကြာရှုံးမှုတွေကအဆုံးမဟုတ်ဘူးအောင်မြင်မှုစီသွားတဲ့လေ့ကျင့်ခန်းတစ်ခုပဲယုံကြည်ချက်ရှိရင်အချိန်ကတက်တည်ပြမယ်မရက်မနာစူးစမ်းသူကိုဘဝကမဖြတ်စည်းနိုင်ဘူးမင်းအိမ်မက်ကဘာလဲလုပ်ငန်းတစ်ခုစတင်ချင်တာလားငွေကြေးအောင်မြင်ချင်တာလားမိသားစုကိုပိုကောင်းတဲ့ဘဝပေးချင်တာလား